ဒီကနေ့ဒီဇင်ဘာလ18ရက်နေ့ညပိုင်းမှာပရိသတ်တွေနဲ့နုပညာလောကကိုထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီးဖြစ်တဲ့တရုတ်ဆောင်ညောင်ညောင်မင်္ဂလာပါပရိသတ်ကြီးရှင်လူရှင်တော်ဘဝကနေအနုပညာလောကထဲမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့တရုတ်ဆောင်ဦးညောင်ညောင်ဟာဒီကနေ့ဒီဇင်ဘာလ18ရက်နေ့ညနေ9:10မိနစ်အချိန်မှာရန်ကုန်မြောက်ဥက္ကလာပ OSC ဆေးရုံမှာကွယ်လွန်သွားခဲ့ပြီလို့သိရှိရပါတယ်တရုတ်ဆောင်ဦးညောင်ညောင်ဟာအသေးရောဂါကိုကုသနေတာဖြစ်ပြီးနောက်ပိုင်းနုပညာလုပ်တွေပြန်လည်လုပ်ကောင်နေတဲ့အချိန်ရောက်မှဆုံးမခဲ့ရတာလည်းဖြစ်ပါတယ်။အသေးရောဂါနဲ့အချိန်အတော်ကြာဆေးကုသခဲ့ပြီးပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာအနုပညာအလုပ်တွေကိုလည်းပြန်လည်လက်ခံလုပ်ကိုင်နေတာဖြစ်ပါတယ်။ဟာတာနုပညာရှင်တယောက်ဖြစ်တယ်လို့ဇက်ဖိုးတရုတ်ဆောင်တယောက်လည်းဖြစ်တဲ့တရုတ်ဆောင်ဦးညောင်ညောင်အတွက်အရင်ကြီးဆုံးတငယ်ချင်းဖြစ်တဲ့အကယ်ဒမီလွင်မိုးကလည်းအခုလိုရေးသားထားခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်မင်းသားဦးလွင်မိုးကကိုညီရီဒီတခါတော့တကယ်နှုတ်ဆက်သွားပြီပေါ့တန်တရားတခွေမှာပြန်တွေးကြရအောင်ပြဆိုပြီးတော့ဦးညောင်ညောင်ရဲ့ဓာတ်ပုံလေးနဲ့တကွဖော်ပြလာခဲ့တာလေးဖြစ်ပါတယ်တရုတ်ဆောင်ဦးညောင်ညောင်ဟာအနုပညာကိုချစ်မြတ်နိုးပြီးယောဂသဲထန်စွာခံစားနေရတဲ့အချိန်တောင်မှအနုပညာအလုပ်တွေပြန်လုပ်ဖို့အတွက်စူးစမ်းခဲ့သူလည်းဖြစ်ပါတယ်တရုတ်ဆောင်ဦးညောင်ညောင်ဟာကွယ်လွန်ချိန်မှာအသက်62နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်အနုပညာကိုချစ်မြတ်နိုးပြီးဒီအနုပညာလောကကြီးထဲကနေထွက်ခွာသွားဖို့ကြောက်ရွံ့ခဲ့တဲ့တရုတ်ဆောင်ဦးညောင်ညောင်တယောက်ဘဝဆက်တိုင်းမှာလည်းအနုပညာအလုပ်တွေနဲ့သာအသက်မွေးနိုင်ပါစေလို့ပရိသတ်ကြီးကဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါအောင်ရှင်